ကြားတစ်တကောင်ဟာသူ့ရဲ့သားကောင်ကိုကျင်းထဲကနေအယူအမှုဆွဲထုတ်နေပါတယ်အဲ့ဒီသားကောင်ကတော့တခြားမဟုတ်ပါဘူးတက်တိခဲလို့လူတိများတဲ့ဟန်နီဘဂျာပါပဲကြားတဲ့ဟာသူ့ရဲ့သားကောင်ကိုအပိုင်ရပြီလို့ထင်မှတ်ပြီးရရဆက်ဆက်ကြိုက်ခဲနေပါတယ်ဒီလောက်ကြောက်စရာကောင်းတဲ့သားရဲနဲ့ရင်ဆိုင်ရချိန်မှာဟန်နီဘဂျာအတွက်ပြန်ခုခံဖို့အခွင့်အလမ်းကမရှိသလောက်ပါပဲသူလုံနိုင်တာဆိုလို့အသက်လူပြီးရုန်းကန်နေရတာပဲရှိပါတယ်တီမင်းနဲ့မျက်နှာချင်းဆိုင်တွေ့နေရတဲ့ဒီအခိုက်အတန့်မှာမယုံကြည်နိုင်စရာအလှည့်အပြောင်းတစ်ခုဖြစ်ပေါ်လာပါတယ်ကျင်းထဲကနေဒုတိယမြောက်ဟန်နီဘဂျာတကောင်ရုတ်တရက်ခုန်ထွက်လာပြီးသူ့အဖော်ကိုကေတင်ဖို့ကြိုးစားပါတော့တယ်အင်အားချင်းမမျှပေမဲ့ဒီစစ်ကူရောက်လာမှုကတိုက်ပွဲရဲ့အခြေအနေကိုချက်ချင်းပြောင်းလဲသွားစေခဲ့ပါတယ်ကြားသေးကတကောင်ကိုတိုက်ခိုက်တိုင်းနောက်တကောင်ကကြားသေးရဲ့အားနည်းချက်ရှိတဲ့နေရာတွေကိုအလှိအငိုက်ပြန်လဲတိုက်စစ်ဆန်ပါတယ်အစာပိုင်းမှာတော့ကြားသေးဟာဒီနေ့လဲစားကိုလက်မလွတ်ချင်ပဲဇွေကောင်းကောင်းနဲ့တုံ့ပြန်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီတီးငယ်ပြီးကြန့်ခိုင်လုံးနဲ့ဟန်နီဘဂျာနှစ်ကောင်ကြားမှာကြားသေးဟာညက်မိသွားပါပြီဟန်နီဘဂျာတို့ရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်ကြားသေးဟာမြေပြင်ပေါ်မှာလေးကျပြီးအကြီးအကျယ်အရိုက်ခံရတဲ့အထိဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ကြားသေးဟာဒီတီးငယ်ပြီးမဲ့ယူသွက်လောက်အောင်တတိရှိတဲ့တတ္တဝါတို့ရဲ့အန်ဒီယေကိုသဘောပေါက်သွားပါပြီမေးလိုက်ဖို့ကြိုးစားခဲ့တဲ့ကြားသေးဟာသူ့ရဲ့အသက်ကိုလူပြီးအမီးကုတ်ကထွက်ပြေးသွားရပါတော့တယ်ဒါဟာတဘာဝလောကရဲ့အရွယ်အစားထက်တတိကပိုအရေးကြီးကြောင်ပြသနေတဲ့တိုက်ပွဲတစ်ခုပါပဲ